everyone, Alice ပါ Alice ဗီဒီယိုလေးကနေပြီးတော့ကြိုလိုက်ပါတယ်เนาะဒီနေ့မှာတော့ကျောင်းတို့တက်ဝယ်လာတဲ့ပစ္စည်းလေးတွေကိုAmazonဖြစ်ပါတယ်Amazon ရဲ့ထဲမှာလေး back လွယ်လေးကတော့မပါသေးပါဘူးเนาะလွယ်ပါမယ် unboxing ရတော့မလာသေးဘူးပေါ့เนาะကျောင်းဖွင့်ကန်လေးတရက်လိုနေကြလို့ရှိရင်လည်း Alice ဗီဒီယိုတင်ဖို့ရှိပါတယ်အဲ့ဗီဒီယိုကတော့သုံးသုံးမှုတွေ packing လုပ်မယ်ဗီဒီယိုဖြစ်ပါတယ်အခုလို့ဆရာ episode ဗီဒီယိုပေါ့เนาะဒီဗီဒီယိုလေးကအခုရိုက်ထားတာတော့ Alice ရဲ့အခန်းထဲမှာမဟုတ်ပါဘူးရှင်ဒါ Alice တို့အခန်းပြင်ကအခန်းဘက်ကအခန်းပြင်ဘက်ကပေါ့เนาะဒီ TV ကြီးရဲ့ဘေးနားဆင်ဖြစ်ပါတယ်နောက်က background လေးကတော့ဒါကတော့အပြင်မှာအိပ်ဖို့အတွက်အေးရဖြစ်ပါတယ်ဒီ background တက်ကတော့ထားလိုက်ပါဘောเนาะဒါလောလောဆယ်တော့ရေးထားအခန်းထဲမှာမဟုတ်ပါဘူးเนาะဒါ TV ဆင်ဖြစ်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့ပြရပါမယ်Amazon လာပစ္စည်းတွေမှာဆိုရင်ပထမပြဿနာလေးကတော့ plastic ဖြစ်ပါတယ်ရှင် plastic လေးကတော့တော်လေးချစ်ဖို့ကောင်းတယ် memory ဆိုင်လေးပါဒါလေးကိုလေအဲ့လေးခွင့်ရမှာပေါ့เนาะခွင့်ရပါမယ်ရှင်ဒီကအရင်ချစ်ဖို့ကောင်းနေပေါ့နော်အဲ့လေးတော်တော်လေးကြိုက်လို့ဝယ်ခဲ့ရပါအရင်နေ့တည်းအဲ့လေးပေါ့နော်ဝယ်တဲ့ကမမေလိုဒီမပါသေးဘူးဒီနေ့မှပါဖြစ်ပါတယ်ဖန်ဆက်ကလေးတော်တော်လေးချစ်ဖို့ကောင်းပါတယ်ပေါ့နော်သူကဒီလိုမျိုးအကန်လေးပါဒီလိုမျိုးမှာသူ cute memory ဆိုပြီးတော့ရေးထားပါတယ်ဒီမှာလည်း memory ပုံလေးတော်တော်လေးချစ်ဖို့ကောင်းတယ်အရောင်လေးကလည်း pink လေးလားဒီမှာလည်းရုပ်လေးပါတော်တော်လေးချစ်ဖို့ကောင်းတယ်နော်အဲ့နောက်မှာဒီလိုမျိုးလေးပေါ့နော်အိတ်လေးကတော်တော်လေးကြည့်ရဲကန်ရလေးလည်းအရင်ချစ်ဖို့ကောင်းဒါလေးကလည်းအခုလိုမျိုးဟာလေးပါတယ်သူ့ရဲ့အထဲမှာရင်တိုးလေးလေးထည့်လို့ရသလို ID ကတ်လေးတွေစားရဲကိုကြိုက်တဲ့ပစ္စည်းလေးကလစ်ကလေးတွေထည့်လို့ရတယ်ပေါ့နော်ဒီမှာလည်းအကန့်တကတ်ရှိပါသေးရဲ့ရှင်ဒီထဲမှာလည်းအကန့်တကတ်ရှိရပေါ့နော်ဒီအကန့်ထဲမှာလေးပစ္စည်းလေးဝင်တလောက်ဆန်ပါတယ်ဒီထဲမှာလည်းထည့်လို့ရတယ်ပေါ့နော်နောက်ဆုံးအကန့်မှာကျတော်တော်လေးကျယ်ရပေါ့နော်ဒါလေးတော့ဒါမှမဟုတ်တော်တော်ကျယ်ပါဒါလေးကိုတော့ Alice ဖင်မပြတော့ဘူးဆိုတော့ Alice တနင်္ဂနွေနေ့ကြလို့ရှိရင် Alice တင်မယ် package ပုံမှာဒီဟာတွေအကုန်လုံးကိုထိတ်ရမှာဖြစ်တဲ့အတွက်အဲ့တော့မှပဲကြည့်တယ်ဒါကတော့ Alice ထုတ်ပြတော့ပါရှင်အခုအနေနဲ့ Amazon စီနာလေးကတော့ဒါလေးဖြစ်ပါတယ်သူကတော့ box လေးပါ Samuel design လေးနဲ့မို့လို့အရင်ချစ်လို့ဆိုပြတာလေးတော့ပြလေးမှာပေါ့နော်သူကအထဲမှာကတော့အယောင်လေးရကြတော့ပန်းရောင်ပါတယ်အဝါလေးပါတယ်ပြီးတော့ grey နှစ်ရောင်ပါတယ်ပြီးတော့ပစုံစီရောင်ပါတယ်အပြောင်လေးလည်းပါတယ်ပေါ့နော်ဒီဇိုင်းလေးရကြတော့ Sanrio ဒီဇိုင်းလေးနဲ့တော်တော်လေးလာရပေါ့နော်အဲ့လေးကတော့တစ်ထုပ်ကိုကြတော့ဘလောက်လဲအဲ့လေးဈေးမသိတော့ဘူးပေါ့နော်မိလို့ဒါလေးရဲ့ဈေးလေးကလေ1600 1900လောက်ရှိရပေါ့နော်အဲ့လိုတော့ရှိပါတယ်အဲ့လေးကတော့ profit လေးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကခင်လေးပါမမတို့ကခင်လေးကတော်တော်လေးချစ်ဖို့ကောင်းတယ်သူကတော့အရောင်လေးက bling bling လေးနဲ့ဟဲ့လက်အရောင်လေးဖြစ်နေတာပေါ့နော်သူ့ရဲ့ခိုင်းလေးကလည်း pink ရောင်လေးဆိုထားပါတယ်ဈေးလေးကတော့2500ပေးရပါတယ်တစ်ခုကတော့စာအုပ်ကတော့ the one လေးကမမလေးတဲ့ဒီဇိုင်းနဲ့ဝယ်ရပါတယ်အခုကတော့ဒါစင်မဲ့ဝယ်ထားတာပေါ့ဒါစင်ကမှတအုပ်ကကြတော့သုံးလိုက်ပြီပေါ့နော်အဲ့တော့အခုလာမှာတော့ဒါပဲဝယ်ထားပါတယ်အကြောင်းဖွင့်လို့ရှိရင်လည်းထပ်ယူမှဖြစ်တဲ့အတွက် package လုပ်တဲ့ဗီဒီယိုမှာဘယ်လိုစာအုပ်တွေပါအောင်လဲဆိုတာထပ်ကြည့်လို့ရပါတယ်ဒီပစ္စည်းတွေစုံလဲဆိုတာ package လုပ်တဲ့ဗီဒီယိုမှာကြည့်ပါနော်အခုAmazon လို့ကျင်တာလေးရတော့ပစ္စည်းလေးရောဒီမှာဖြစ်ပါတယ်ဒီရဲ့ဟာလေးလည်းတစ်ခုကြည့်လို့ရမယ်ပေါ့နော်အခုလိုပတ်ကျင်တာကတော့ဒါလေးကတော့ပြင်နေဖြစ်ပါတယ် Alice ကပို့တော့ jelly bean မသုံး Alice သုံးနေပြင်တက်ရှိရပေါ့နော်အဲ့ဒီပြင်နေလေးကြတော့ Alice ကရှိတယ်ဆိုတော့အစ်စ်မတော့ပါဒါလေးကကြတော့ဘာလို့ဝယ်လဲဆိုတော့ jelly bean လေးဖြစ်တယ် Alice ကြိုက်တယ် pink လေးလည်းဖြစ်တဲ့အတွက်ဒါလေးရှက်ပပလေးနဲ့အရင်ချစ်ဖို့ကောင်းတဲ့ cute type လေးပေါ့နော်အဲ့ဒါကြောင့်မို့ Alice ကလေးဝယ်ခဲ့ပါတယ်သူကတော့တစ်ချောင်းကို1500တော့ရှိမှာပေါ့နော်အဲ့ဒီလည်းဈေးမှတ်မိတော့ပါဘူးဒီစာအုပ်တရားတွေဈေးလေအဲ့လေးမှတ်မိတော့ဘူးပေါ့နော်တစ်ခုကတော့ဒါကတော့ခွန်ပတ်ဆက်ပါခွန်ပတ်ဆက်မှာဆိုရင်တော့သူကအပြင်ကဒီဇိုင်းပြအရင်ချစ်ဖို့ကောင်းတယ်ဝုံဝင်ပုံလေးတွေအသီးပုံလေးတွေပန်းပုံလေးတွေနဲ့လုံးဝတော်လေးလာရပါညီမလေးဂျပန်ဆာလာတင်းဆလာမ်တီထားတော့ဆွဆွ cute တဲ့ချစ်စရာလေးပေါ့နော်ဒါလေးရောအဲ့လေးထပ်ပြလိုက်ပါမယ်ရှင်သူကအထဲမှာပိုင်းပစ္စည်းလေးရကြတော့ဒီမှာပါအခုလိုမျိုးခွန်ပတ်ဆက်တွေကဒါလေးကိုတော့ဘယ်လိုခေါ်လဲမသိဘူးအဲ့လီမိသွားပြီနော်ဒါလေးကကြတော့ဒါစဝိုင်းကျန်းပါစဝိုင်းကျန်းလေးပေါ့နော်ဒါလေးကကြတော့ပေတန်လေးပါပေရောမှာဘီနာကခါလီလိုင်းလေးရယ်ပြီး straight line ရယ်အလေကကြတော့shape လေးနေပေါ့နော်တော်တော်လေးချစ်ဖို့ကောင်းပါလေရှင်အပြင်ကဒီအိတ်လေးရတဲ့ quality တော်လေးကောင်းနေပေါ့နော်တော်တော်ကောင်းတဲ့ကလေးဒါဘာသာလေးတော့အဲ့လေးလည်းမခွာတတ်ပါဘူးပြီးတော့ခုကကြတော့ဘောရင်ဖြစ်ပါတယ်ဘောပင်ကကြတော့ဒါ boss စိတ်ကပေါ့နော်ဖုံးမီလေးကလေအရင်ရွလို့ကောင်းနေပေါ့နော်သူ့အယောင်လေးကကြတော့အဝပါမယ်ပစုံစရာပါမယ်အပြပါမယ်ခရမ်းပါမယ်ပင်ပန်းအောင်ပြောပါဘောနော်ပြလေးလေးပါမယ်ဒီထဲမှာအစဲအောင်တယောက်ပါသေးရပေါ့နော်ကျရှင်မှာလူလို့ဆိုပြီးတော့တချောင်းဆွတ်တိုးလို့ဖြစ်ပါတယ်ဒါလေးကလေအယောင်လေးကလည်းလာတယ်ပြီးတော့ရေကလည်းတော်လေးကောင်းတယ်ပေါ့နော်သူ့အယောင်လေးကတော်လေးဖြစ်တယ်ပေါ့နော်ဒါလေးကိုတော့ထုတ်နော်ဒါလေးကြတော့လေထုံပြရတော့ပါရှင်ဒါနှစ်ခါရေးရတဲ့ vlog မဟုတ်လို့ပါဖက်ခင်းလို့တဲ့ဗီဒီယိုမှာဒါလေးကိုထည့်ရဖြစ်ပါတယ်
ဒါလေးကတော့လိုက်တော့တချောင်းကတော့ဈေးမှတ်မိရောပေါ့နော် Alice လေးပေါ့နော်ဒါလေးအရောင်လေးတော့လိုက်အကယ်ရေးကိုကအခုလိုမျိုးဘောဘေုံမှာအပြင်ပန်းတရံလည်းကျူဖြစ်ပြီးတော့အရောင်လေးလှတယ်ရိုးရှင်းရှင်းလေးနဲ့ရေးနေရာမှာလည်းမှင်းထွက်အရန်ကောင်းတဲ့ပုံဝယ်ခြင်းနဲ့ဆိုတော့ဒီဘောဘေလေးကိုစမ်းပြီးတော့ try ကြည့်ဖို့ပြောချင်ပါတယ်ခုကလေးနဲ့ကတော့အေးလေးကားကြတော့စတစ်ကာလေးပါစတစ်ကာလေးကြီးကကြတော့ဘာရတော့မဟုတ်တွေ့လို့ပဲလားစတစ်ကာတရေဆိုလေဒါလေးကကြတော့ရေးကြီးစတစ်ကာ water glue စတစ်ကာဖြစ်ပါတယ်အထဲမှာလည်း glue လေးပါပြီး water လေးနဲ့တော်တော်လေးချစ်ဖို့ကောင်း memory design လေးပေါ့နော်သူကတော့တစ်ခု1800ပြည့်ရတယ်ပေါ့နော်တော်တော်လေးချစ်ဖို့ကောင်းပါတယ်တကူကကြတော့ baby twist sticker လေးဖြစ်ပါတယ် baby sticker လေးရဲ့လေးလာလို့ပေါ့သူကခိုင်းလေးကိုမှတော်တော်လေးချစ်ဖို့ကောင်းတယ်ပေါ့နော်အဲမှာသူကနှိမ်ရွက်တော့ပါပါတယ်သူကအကြည့်တက်ရွက်ပြီးတော့ဟိုလိုမျိုးအနောက်တက်ရွက်ပေါ့နော်သူကအကောင်လုံးကတော့ bling bling လေး baby twist style လေးပါကြိုက်တာ memory ဖြစ်ပေမဲ့ memory ကုန်သွားလို့ memory မရှိလို့ပေါ့နော်ဒီ pink ဒါလေးပဲဝယ်လာခဲ့ဖြစ်ပါတယ် pink ဖြစ်ပါဖြစ် pink ဖြစ်ပြီးတော့ပေါ့နော်ခုကကြတော့အဲ့လေးရှိမှဒီလို sticker လေးနဲ့ melody လေးရှိတယ်scenario အစုံလေးရှိတယ် scenario အစုံပိုင်းတစ်ခုလေးရှိတယ် melody တစ်ခုလေးရှိတယ်ပေါ့နော်hello kitty တစ်ခုလေးရှိတယ်တက်ပါပဲရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာမရှိအဲ့လေးကြိုက်တယ် green အစင်အဲ့လေးကြိုက်တာပန်းရုံနဲ့စိဆိုတော့အစင်းလေးကြိုက်တယ်ဖြစ်တဲ့အတွက်အစင်းဖြစ်တယ်ပကြောက်ကိုလေးကအဲ့ဒီစီမှာမရှိပါဘူးဒါပေမဲ့အိတ်ဆိုင်သွားရင်းနဲ့ပကြောက်ကိုကြီးတိတက်ပါတယ်တစ်ခုတည်းတည်းမဖြစ်မနေွယ်ရပေါ့နော်အဲ့ဒါလေးရောက်တစ်ခုကို1900ပေးရပါတယ်နော်ပြီးတော့နောက်တစ်ခုထပ်ပြချင်တာကကြတော့ sticker လေးပါဒါလေးရဲ့ကြတစ်ခုတည်းရပါ this sticker လေးပါဒါရမဟုတ်ဘူးဝယ်လာပေါ့နော် sticker တေးဆိုလေတွေ့လျာရမှာ sticker ကိုဝယ်တတ်ပါတယ်တစ်ခုပြချင်တာလေးကကြတော့ဒါလေးရဲ့ bobby လေးပါဒီ bobby လေးတစ်ချောင်းနဲ့ခွဲဝယ်လာပေါ့နော်သူကတော့တစ်ချောင်းတစ်ထောင်ပေးလိုက်ရပါကျန်တဲ့ဟာလေးကတော့တစ်ချောင်းလေးဈေးတော့မယူပါဘူးเนาะဒါလေးကတစ်ချောင်းနဲ့ဝယ်ရထွက်တယ်ပါသူကတော့ memory တစ်ခုတည်းပါဒီဇိုင်းလေးမျိုးတော်တော်လေးချစ်ဖို့ကောင်းပါတယ်သူ့ထဲမှာအဲ့လိုပဲ same မျိုးအစုံမှာတကူတည်းဒီဇိုင်းပါပြီးဒါပေမဲ့အစိမ်းဆုံးက memory ဖြစ်နေတယ် memory တစ်ချောင်းနဲ့ဝယ်ပြီးလာတယ်ပေါ့နော်ဘောပင်ရဲ့မှာရှိပြီးသားဆိုတော့လေပြီးတော့ရက်တောင်လေးပါဒါလေးကတော့နေစကိုခမတို့ဘာဖြစ်ပါရဲ့ enemy fan တယောက်နေနဲ့လေရက်တောင်တော့ပုံစံမွေးပေါ့နော် enemy fan ဖြစ်တဲ့အတွက်လို enemy ပါနေပစ္စည်းဖြစ်ယူခွင့်မယ်ဆွေးစိတ်နေပဲရက်တောင်ကဖြစ်လို့ပဲမယ်လေဝယ်လိုက်တယ်ပေါ့နော် enemy ဖြစ်တယ်နော်လိုချင်တဲ့ character တစ်ခုပါရှိရတစ်ခုဆိုပေမဲ့ဒီ Muslim fan ဖြစ်နေတဲ့ဘာဖြစ်ကြိုက်တယ်ပေါ့နော်အဲ့ဒါလေးကိုတော့အဲ့လေးကွယ်ဖဲပါတယ်ရက်တောင်လေးကတစ်ချောင်းကိုပေါ့နော်တချောင်းကို2000လောက်လို့ရှိမှာပေါ့နော်ဈေးရတိတ်မှန်ပြီတော့ပေါ့နော်ပြီးတော့နောက်ခုအနေနဲ့အဲဒီကကျင်လာလေးကကြာတော့မြန်မှာတော့ခက်တော့ဝင်ဖြစ်ပါတယ်ခက်တော့ဝင်ကတော့တိတ်တော့မလို့တော့ပါဘူးပေါ့နော်ဒါမဲ့လည်းဝယ်လာလိုက်ပါတယ်ကြိုက်လို့ဆိုပြီးတော့ဒါလေးကတော့တချောင်း2000လို့ပြန်တော်တော်လေးကြီးလို့ကောင်းပြီးတော့ 0.7 ပေါ့နော်ဝိုင်လေးတော်လေးချစ်ဖို့လည်းကောင်းတယ်ပေါ့နော်ပြီးတော့ခုကကြတော့ Alice ဝယ်လာတော့မပေါ့ဒါလေးက Alice လက်ဆောင်ရဖြစ်ပါရှင်ကလစ်ကလေးပါတော်တော်လေးချစ်ဖို့ကောင်းပါတယ်လူမျိုးအယုတ်လေးရတယ်ညစခုဖြစ်တယ်ပေါ့နော် Alice ဝယ်ပစ္စည်းတွေကအများကြီးရမယ်ဒီ Alice Amazon လုံးငယ်ပစ္စည်းတွေမှာဆိုင်နေရမတူဘူးပေါ့ဒါပေမဲ့အများဆုံးဝယ်တဲ့ဆိုင်ကနေပြီးလက်ဆောင်ပေးတယ်ပစ္စည်းလေးတွေဖြစ်ပါတယ်ပြီးတော့ Alice ပြစင်လာလေးကြတော့ဒါလေးကတော့ခက်ဖြစ်ပါတယ်ခက်ပြတဲ့ဒီဇိုင်းလေးတော်တော်လေးချစ်ဖို့ကောင်းတယ်ပေါ့နော်ဒီမှာဆိုရင်သူကကျေပုံလေးနဲ့ချစ်ဖို့သူ့မှာဒီဇိုင်းရှိတာကြတော့ dolphin green line ပုံလေးရဲ့ star ကျယ်လေးတစ်ခုရှိပါတယ်ဒါပေမဲ့ star လေးကပုံပြီး cute ဖြစ်တဲ့အတွက် more cute ဖြစ်တဲ့ဒါလေးကိုပို့ပြီးကြိုက်တယ်ပေါ့နော်ဒါလေးကအပြင်ဒီဇိုင်းလေး sorry ဒါအပြင်ဒီဇိုင်းလေးကတော့ဒီမှာပေါ့နော်ဒီမှာကြတော့ဒါတစ်ခု900ပေးရပါရှင်တခုကကြတော့ဒါ click လေးပေါ့နော်အဲ့ထဲမှာလည်းတော့ဖြစ်နေပါတယ်။ဒါဒီလိုမျိုးအိတ်လေးနဲ့လာပေါ့တဲ့အိတ်ကို900ပဲပေးရတော့တန်နေပေါ့နော် click လေးကျဲ click လေးပါ4000ပါပါရှင်။လုံးစကြနေပါမယ်နော်ဒါလေးကတော့ပန်းရောင်လေးပါဒါကဘလို့အရောင်လေးတော့မသိတော့မဲ့ပန်းရောင်လေးပြောရတယ်မဲ့အရောင်မတူဘူးဒီပန်းရောင်ကတော့လုံးဝပန်းရောင်ပါဒါပေမဲ့ဒါလည်းအရောင်မတူဘူးပြီးဒီပန်းရောင်ရတဲ့တိုင်မျိုး3အောင်လုံးဝအရောင်မတူရဲ့ပန်းရောင်ပါပြီးဒီမှာ green clay လေးပါပါတယ်။အကုန်လုံးကိုကြိတ်တဲ့ရောင်လေးဖြစ်တဲ့အတွက်တချို့ဝယ်လာလေးပါရှင်။ကဲအဲ့တော့ Alice ဒီနေ့လုပ်ပြီးတဲ့ about safe vlog လေးကဒီလိုက်ပါပဲနောက်တနင်္ဂနွေနေ့ညတနင်္ဂနွေနေ့9လပိုင်း30ရက်လို့ရှိရင်လည်း Alice ပေါ့နော် Alice ရဲ့လွယ်အိတ်ကိုတောင်းတဖို့အတွက်အဆင်သင့်ပြီးတဲ့ package လေး preview လေးကိုလည်းဒီမှာဖက်တဲ့အတွက်ဆက်လက်အားပေးကြပါအောင်နော်ဒီဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲ bye bye